1 2 3 4 6 8 9 10 11 12ခြေလန်း12လမ်းထိကျဲတဲ့ပိတ်ချင်အောင်ကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အလုံခန်းထဲမှာအိပ်ရသလိုဆောင်းမမလေးခြုံထားသလိုမျိုးခံစားရမယ်။ဆောင်းရာသီနဲ့အေးဒေတာတွေမှာအသုံးပြုတဲ့ပိတ်ချင်အောင်မျိုးအစားပဲဖြစ်ပါတယ်။ညနေချိန်နဲ့လင်းချိန်တွေမှာအေးတက်တရရုတ်တရက်တိုးလာတတ်ပါတယ်။အဲ့လိုမျိုးတိုးလာတဲ့ခါမှာကလေးငယ်တွေပါဝင်လူကြီးတွေကအေးမိဖျားနာတတ်ကြပါတယ်။အဲ့လိုမျိုးမဖြစ်အောင်လို့ဒီလိုနှွေးချင်အောင်ပိတ်ချင်အောင်လို့အသုံးပြုပြီးတော့ကာကွယ်လို့ရပါတယ်။ဒီလိုနှွေးချင်အောင်တွေကအပြင်ဘက်ကလာတဲ့လေးတွေကိုတားဆီးပေးနိုင်ပြီးတော့အတွင်းထဲမှာရှိတဲ့အနှွေးတွေကိုကောင်းကောင်းထိမ့်သိမ်းပေးထားနိုင်တာမို့လို့အေးမိဖျားနာချက်နေပြီးတော့ကာကွယ်ပေးမှာပဲဖြစ်ပါတယ်ဒီချင်အောင်ကြီးကတော့ပုံမှန်အရွယ်မဟုတ်တဲ့အရွယ်လွန်ဆိုင်လွန်ချင်အောင်ကြီးပဲဖြစ်ပါတယ်တယောက်နဲ့တယောက်အခန်းပေချင်းမတူအောင်မလို့မိမိရဲ့အခန်းပေကိုစင်းလုံးတစ်ချက်ခိုင်းပြီးတော့မှာယူလို့ရပါတယ်ရှင့်ဘယ်ကနေညာတီကအကျဲပေ20ခေါင်းရည်နဲ့ချင်းဒီခြေစင်းပေက10ပေအမြင့်9ပေချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ဘလောက်အရွယ်ကြီးကြီးပေဘလောက်ကြီးကြီးဦးမြင့်မြင့်တော်မမောကတော့အမိုးတွေကိုအိုက်မနေစီပဲဖြောင်းတန်းနေအောင်လို့ချုပ်လို့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။မှာယူလိုပါက399258 308 39 9858 608တွေတော့နဲ့ဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဆင့်စားဖို့ပြီးတော့ဖြစ်စေ Facebook Messenger တစ်ဆင့်ဖြစ်စေ TikTok ချက်ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့မှာယူလို့ရပါတယ်ချက်